ပဲတက်တယ်မြန်မာပြည်ကနေယူလာအဲ့လောက်ပဲရှိရယ်အဲ့တော့ချင်းလိုလည်းပြောမယ်ဗမာလိုလည်းပြောမယ် Again nice to meet you again guys အရင်လည်း exciting ဖြစ်တယ်အခုက opening ဖြစ်တဲ့အတွက်ကြောင့်မလို့သမီးတို့ရဲ့ချီးရိုးရာဒေသလေးကိုအရင်တတိယကြမယ်လို့ထင်တယ်အဲ့ဒါကြောင့်မလို့ Aliram Nadamo ဆိုတဲ့တခြင်းလေးနဲ့အားလုံးကိုအရင်ဆုံးမင်္ဂလာပါလို့လုပ်ချင်ပါတယ်